ဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ငွေတစ်ပြားမှမရှိဘဲကဘာကိုလွှမ်းမိုးခဲ့တဲ့ဟွန်ဒါအကြောင်းပဲဖြစ်ပါတယ်။ဟွန်ဒါကကားမရောက်မှုအန္တရာယ်များလို့ဟွန်ဒါလို့ပြောလိုက်တာနဲ့ကဘာတဝန်းလုံးကိုရောကျမတို့အားလုံးကိုပါစိုးမိုးထားတဲ့ကားကုမ္ပဏီကြီးဆိုတာအားလုံးသိပြီးသားဖြစ်မှာပါ။ဟွန်ဒါကကားရောစိုက်ကယ်ရောဂျက်လင်ယာဉ်တွေရောစက်ရုပ်တွေပါတီထွင်နိုင်တဲ့ဂျပန်နိုင်ငံကတတိယအကြီးဆုံးကုမ္ပဏီကြီးပါပဲ။အခုလိုမျိုးကဘာဝမ်းနဲ့ချီပြီးအောင်မြင်ကြော်ကြားလာတဲ့ဟွန်ဒါကိုတီထောင်ခဲ့တဲ့သူကတော့ဆူဦးတီထွင်သူဆိုအီချီရိုဟွန်ဒါပါသူရဲ့ဘဝဆက်ကြောင်းနဲ့အောင်မြင်မှုဇာတ်လမ်းကိုအားလုံးပဲသိချင်ကြမှာပါဟွန်ဒါရဲ့ဘဝဆက်ကြောင်းကကျန်းတန်းသလားချုံမွေသလားနောက်ခံရှိပြီးသားချမ်းသာပြီးသားသူတွေအတွက်ကတော့အောင်မြင်ဖို့လမ်းကြောင်းပေါ်ရောက်ဖို့မခက်ခဲပေမဲ့စင်ရသားတွေအတွက်ကတော့ပညာရေးထက်ထမင်းတက်နဲ့စားရဖို့အတွက်ရုန်းကန်ရင်းစ조사အသက်ရှင်ရပါတယ်1906ခုနှစ်နိုဝင်ဘာလ18ရက်နေ့ကကဘာကိုပုံစံအမျိုးမျိုးနဲ့ပြောင်းလဲသွားမဲ့ဆိုအီချီရိုဟွန်ဒါရဲ့မွေးနေ့ဖြစ်ပါတယ်။ဟွန်ဒါတို့မိသားစုကအရန်ကိုဆင်းရဲကြပါတယ်။အဖေကစပိန်ပြည်သူဖြစ်ပြီးအမေကတော့ရက်ကန်းသမားဖြစ်ပါတယ်။မွေးချင်း8ဦးရှိပြီး9ယောက်ကဆင်းရဲတဲ့တန်းနဲ့ပဲကျမ်းမာရေးချို့တဲ့ပြီးတည်ဆုံသွားခဲ့ပါတယ်။ဟွန်ဒါကမွေးရပါညံကောင်းပြီးထူးချူသူတူပါဟွန်ဒါကြီးလာတာနဲ့မြကရိယာတွေနဲ့စက်တွေကိုအရန်ကိုစိတ်ဝင်စားလာခဲ့ပါတယ်။ဖြစ်ချင်တော့ခလေးဘွားမှာ Ford Model T ကားကိုမြင်သွားပြီးနောက်မှာတနေ့ကျရင်ဒီလိုကားမျိုးတွေကိုဖန်တီးချင်တဲ့အိမ်မက်ရှိလာခဲ့ပါတယ်။အဲဒီနောက်မှာဟွန်ဒါတယောက်မော်တော်ကားတွေရဲ့အလုပ်လုပ်ပုံတွေကိုလေ့လာဖို့အရန်ကိုစိတ်အားထက်သန်လာခဲ့ပါတယ်။ဒီလိုနဲ့ဟွန်ဒါကသူ့ဖေရဲ့အလုပ်ကိုအချိန်တော်တော်ကြာလေ့လာသင်ယူခဲ့ပါတယ်။ဟွန်ဒါကတက်ကျွမ်းလာတဲ့သူ့ရဲ့အတတ်ပညာလေးနဲ့တွေ့ရကုန်ချမ်းတွေနဲ့အယုတ်လေးတွေလုပ်ခဲ့ပါတယ်။နှစ်နေငယ်ကြားတဲ့အထိဟွန်ဒါကသူ့ဖေရဲ့စပိန်ဆိုင်မှာကူညီရင်းလေးလာတင်ယူခဲ့ပါတယ်။ဒီလိုနဲ့ဟွန်ဒါကကျောင်းနေအရွယ်ရောက်လာတဲ့အခါမှာတော့ကျောင်းစာကိုစိတ်ဝင်စားတော့ပဲသူ့ဖေရဲ့အလုပ်ရုံစီကိုပဲသွားချင်နေခဲ့ပါတယ်။ကျောင်းစာကိုစိတ်ဝင်စားစာမလုပ်တော့စာမွေပွဲတွေကြခဲ့ပါတယ်။အဲ့ဒါနဲ့ကျောင်းကိုမိဘတွေခေါ်ခံရတဲ့အထိဖြစ်လာခဲ့ပါတယ်။ဟွန်ဒါကသူ့မိဘတွေအခုလိုမျိုးကြောင်းထိလက်မှတ်လာထိုးရတာကိုမမြင်ရတဲ့အတွက်စပိန်ချင်းနှင်းကုံကရာဘာကိုအသုံးပြုပြီးမိသားစုတစိမ့်တုံးကိုဖန်တီးလိုက်ပါတယ်။အဲဒီရာဘာတစိမ့်တုံးနဲ့ပဲရောဘုတ်ကရတိုင်းသူ့မိဘအစာတစိမ့်တုံးခတ်ခဲ့ပါတယ်။ဒီလိုနဲ့အတန်းတွေကကလေးတွေကလည်းတစိမ့်တုံးလုပ်ပြီးဖို့တောင်းဆိုလာကြတော့လုပ်ပေးခဲ့ပါတယ်။နောက်ဆုံးတော့ဟွန်ဒါရဲ့လက်ချက်မှန်းတည်သွားတဲ့အခါမှာအပြစ်ပေးခံရပေမဲ့သူ့လုပ်ရအတွက်အဖေလုပ်သူကစိတ်မဆိုးခဲ့ပါဘူး။ဟွန်ဒါကကျောင်းပညာရေးမှာများများဆဆမရခဲ့ပေမဲ့ဉာဏ်ကောင်းတဲ့သူတဦးဖြစ်တဲ့အတွက်ဖခင်ဖြစ်သူရဲ့အလုံးယုံဆွေးနွေးပွဲတွေမှာလိုက်ပါတက်ရောက်ရင်းစံရင်းနီးယားနဲ့အင်ဂျင်နီယာပညာရပ်ကိုလျင်မြန်စွာတက်မြောက်လာခဲ့ပါတယ်။1918ခုနှစ်ဟွန်ဒါအသက်17နှစ်အရွယ်မှာအာစမစ်ဆိုတဲ့လေယာဉ်မှူးတဦးကဘိုင်ပလိန်ရဲ့ aerobatic စွမ်းရည်တွေကိုသရုပ်ပြမယ်ဆိုတဲ့သတင်းကိုသိလိုက်ရတော့ဟွန်ဒါတယောက်အရန်ကိုသွားကြည့်ကျင်ခဲ့ပါတယ်။ဒါနဲ့ပဲသူ့ရဲ့အဖေရဲ့အသေးသုံးငွေကိုနှိုက်ယူသွားပြီးစပိန်တစီးနဲ့ပြပွဲကြီးဖို့အတွက်ကီလိုမီတာ20ဝေးရဲ့စစ်တပ်လေယာဉ်ကွင်းကိုအရောက်သွားခဲ့ပါတယ်။ဟိုရောက်တော့ဝင်ကြီးအတွက်ပတ်စံမလောက်တော့တစ်ပင်ပေါ်တက်ပြီးတရုပ်ပြတာကိုကြည့်လိုက်ပြီးတဲ့နောက်မှာစရန်တရားနဲ့တီထွင်မှုပေါ်ဟွန်ဒါရဲ့ချစ်မြတ်နိုးစိတ်ကတိုးတဲ့တိုးလာပါတော့တယ်။ဒီလိုနဲ့အိမ်ပြန်ရောက်သွားတော့ဖခင်ဖြစ်သူကအဖြစ်တွေအားလုံးသိသွားပါပြီ။ကံကောင်းစွာနဲ့ပဲဖခင်ဖြစ်သူကဟွန်ဒါကိုဒေါသထွက်နေမဲ့အစားသားဖြစ်သူရဲ့စိတ်ပိုင်းဖြတ်မှုနဲ့စိတ်အားထက်သန်မှုတွေကိုပိုပြီးအောင်ဂုဏ်ယူနေခဲ့ပါတယ်။ဟွန်ဒါရဲ့အောင်မြင်ရေးလမ်းကြောင်း1922ခုနှစ်မှာကျောင်းပြီးသွားတဲ့အခါအရှော့ခိုင်အမည်ရှိတဲ့တိုကျိုကားပြင်ဆိုင်မှာလက်ထောက်လူငယ်အလိုရှိရဆိုတဲ့အလုပ်ခေါ်စာကိုတွားတွေ့ခဲ့ပါတယ်။ဒီလိုကုမ္ပဏီတွေကလူငယ်တွေအတွက်အလုပ်တင်နေရလွတ်တွေရလိုက်လိမ့်မယ်လို့ထင်ခဲ့ပါတယ်။ဒါကြောင့်အသက်15နှစ်မှာအလုပ်လုပ်ဖို့အိမ်ကနေတိုကျိုကိုခီးထွက်ခဲ့ပါတယ်။သူ့ရဲ့ရွာငယ်လေးကနေတိုကျိုမြို့ရဲ့စီကားတဲ့လမ်းနေစီတွားရတာကပြင်းထန်တဲ့အတွေ့အကြုံတစ်ခုပါပဲ။ဒါပေမဲ့သူတွားရကြိုးနှက်ခဲ့ပါတယ်။အရှော့ကိုင်းကိုတော်မှာအလုပ်တင်အလုပ်ကိုရခဲ့ပါတယ်။ကံမကောင်းစွာနဲ့ပဲသူ့ရဲ့ပထမဆုံးနေ့မှာညစ်ပတ်တဲ့ကျမ်းမြင်တွေကိုတန်ရှင်းရေးလုပ်ခဲ့ရပြီးပိုင်ရှင်အတွက်အစားအသောက်များကိုပြင်ဆင်ပေးခဲ့ရပါတယ်။ပိုင်ရှင်ရဲ့ကလေးလည်းထိန်းပေးရပါတယ်။အဲ့ဒီချိန်တော့ကအလုပ်တင်တွေကိုလစာမပေးပဲအနားယူဖို့နေရာလေးတစ်ခွက်စာနဲ့အစားအစာနှင်းငယ်သာပေးခဲ့ပါတယ်။အလုပ်ဝင်ပြီးမကြခင်မှာပဲငလျင်တစ်ခုလှုပ်ခတ်ခဲ့တဲ့အတွက်စက်ပြင်စီယာတွေကပျက်စီးသွားတဲ့သူတို့နေအိမ်တွေကိုပြုပြင်ဖို့အတွက်အချိန်အတော်ကြာအလုပ်ကနေအနားယူခဲ့ရပါတယ်။ဒါကြောင့်မော်တော်ယာဉ်ပြုပြင်ရေးဆိုင်တွေမှာဝန်ထမ်းအင်အားနည်းပါလာတာကြောင့်အလုပ်တင်တွေကိုစက်ပြင်စီယာဖြင့်ဖြည့်သွင်းခိုင်းလာတဲ့ပေါ်ဟ
Honda မျှော်လင့်နေတဲ့အခွင့်အရေးကိုရလာခဲ့ပါတယ်။ Honda ကတင်ယူလိုစိတ်ပြင်းပြမှုကြောင့်မော်တော်ကားနဲ့စိုက်ကယ်တွေကိုစူးစမ်းပန်းစားပြုပြင်ခဲ့ပါတယ်။ Honda ကမြောင်များစွာသောကားမျိုးစားတွေကိုပြုပြင်ပေးခဲ့ရပြီးသူ့ရဲ့အသိပညာနဲ့အတွေ့အကြုံတွေကပိုပြီးထက်မြက်လာခဲ့ပါတယ်။ Honda ကသူ့ကိုပြုပြင်ဖို့တာဝန်ပေးထားတဲ့ကားတိုင်းကိုစစ်ဆေးရမှာအမြဲတမ်းဂရုတစိုက်ရှိပြီးအားလက်ချိန်တွေမှာဆိုရင်သူလက်လန်းမီတလောက်ကားနဲ့ပတ်သက်တဲ့မဂ္ဂဇင်းတွေကိုပါဖတ်ရှုခဲ့ပါတယ်။နောက်ပြီး Honda ကမော်တော်ယာဉ်များကိုပြုပြင်နိုင်ရင်သာမကအပိုပစ္စည်းများကိုလည်းဒီဇိုင်းထုတ်လုပ်လာနိုင်ပါတော့တယ်။ Honda ရဲ့လက်ဆောင်ထပ်မှုကိုတည်သွားတဲ့ Yuzo ပိုင်ရှင်က Honda ကိုကုန်သွယ်ရေးရဲ့စီးပွားရေးဘက်ချမ်းနဲ့နည်းပညာပိုင်းဆိုင်ရာများအကြောင်းကိုသူကိုယ်တိုင်ပညာသင်ပေးခဲ့ပါတယ်။ Yuzo က Honda အတွက်စံပြနည်းပြဖြစ်ပြီး Honda ကိုဒီလောကထဲကိုဝင်ရောက်နိုင်ဖို့ဆွဲခေါ်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။1923ခုနှစ်မှာYuzo ကသူ့ရဲ့ကိုယ်ပိုင်ပြိုင်ကားကိုစတင်ထုတ်လုပ်ဖို့စွန့်ဖြတ်ခဲ့ပြီး Honda ကိုတိစောက်ရာမှာကူညီပေးဖို့တောင်းဆိုခဲ့ပါတယ်။ Curtis လို့အမည်ပေးထားတဲ့သူတို့ရဲ့ဒုတိယဒီဇိုင်းက1924မော်တော်ကားချန်ပီယံဆုကိုဆွတ်ကူးနိုင်ခဲ့ပါတယ်။ Honda ကငယ်ငယ်ရွယ်ရွယ်နဲ့ဒီအောင်ပွဲကိုအနိုင်ယူခဲ့တဲ့အတွက်သူ့ဘဝမှာဘယ်တော့မှမမေ့နိုင်တဲ့အောင်ပွဲဖြစ်ခံစားခဲ့ရပါတယ်။ငွေရှာလာတဲ့နောက်ပိုင်းမှာစိုးသွမ်းလာတဲ့ Honda အသက်20နောက်ပိုင်းမှာစစ်မှုထမ်းတာဝန်များထမ်းဆောင်ရန်ဆင့်ခေါ်ခံရပါတယ်။ဒါပေမဲ့စစ်ဆေးမှုမှာကာလာဘလိုင်းဖြစ်နေတာကြောင့်တာဝန်ကနေကင်းလွတ်ခွင့်ရခဲ့ပါတယ်။1928ခုနှစ်မှာပထမဆုံးအလုပ်ဝင်ခဲ့တဲ့အရှော့ကိုင်းပိုင်ရှင်က Honda ရဲ့ရွာနဲ့နီးရဲ့ဟာမာမတ်စုမှာကိုပိုင်ရုံးခွဲကိုတီထောင်ခဲ့ပြီး Honda ကိုဦးစီးခိုင်းခဲ့ပါတယ်။အသက်ကလည်း20ပဲရှိသေးတဲ့ Honda အတွက်ဦးစီးလှုပ်ဆောင်ပေးရမှာတာဝန်ကြီးပေမဲ့လက်ခံခဲ့ရပါတယ်။ Honda ရဲ့ဌာနခွဲကအစာပိုင်းမှာတဖြည်းဖြည်းကြီးထွားလာခဲ့ပါတယ်။ငယ်ရွယ်သေးတဲ့ Honda ကိုမြင်တော့ customer တွေကအတွေ့အကြုံမရှိတဲ့သူဆိုပြီးအထင်သေးခဲ့ကြပါတယ်။နောက်ဆုံးမှာတော့အဲ့ဒီဒေသမှာပဲနာမည်ရလာခဲ့ပြီး1930ပြည့်နှစ်အလယ်ပိုင်းမှာဝန်ထမ်းအသစ်တွေကိုငှားရမ်းလာနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ Honda ကပတ်စံကောင်းကောင်းရှာလာနိုင်ခဲ့ပါတယ်။ Honda ကတထေးကလေးထိန်းမှာလှုပ်ပေးခဲ့ရတဲ့ပြင်ငွေကြီးမရတဲ့အလုပ်တင်တဦးကနေကိုပိုင်ကားပြဆိုင်တစ်ဆိုင်ကိုပါပိုင်ဆိုင်လာခဲ့ပါတယ်။ပတ်စံတွေကိုရီလိုသုံးလာနိုင်တော့သူ့ရဲ့နေထိုင်မှုဘဝပုံစံပြောင်းလဲသွားခဲ့ပါတယ်။ပါတီပွဲတွေတက်လိုက်အရက်တွေတောက်လိုက်ဂျပန်ရိုးရအကမယ်များနဲ့ပျော်ပါလိုက်နဲ့အပျော်နောက်ကိုလိုက်လာပါတော့တယ်။စိုးသွက်လာတဲ့ Honda ကအရက်မူပြီးဒုတိယတက်ကနေမတော်တဆပြုတ်ကျခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲဝိုင်ယာကျိုးပေါ်ပြုတ်ကျသွားလို့တေကံမရောက်ခဲ့ပါဘူး။1936ခုနှစ်မှာ Honda ကဂျပန်မြန်နှုံးမြင့်ပြိုင်ကားပြိုင်ပွဲမှာပါဝင်ခဲ့ပြီးတော့ပြင်းထန်တဲ့ကားတိုက်မှုဖြစ်ခဲ့ပါတယ်။ဆေးရုံမှာ3လလောက်နေခဲ့ရပြီးတစ်သက်လုံးဖျောက်ဖျက်မရတဲ့အမာရွတ်တွေလည်းကျန်ခဲ့ပါတယ်။ဆရာဝန်တွေကတော့အခုလိုအသက်ရှင်လွတ်လာတာကံကောင်းတယ်လို့မှတ်ချက်ပေးခဲ့ကြပါတယ်။ဒီဖြစ်ပျက်တွေကနေ Honda အတွက်သင်ခန်းစာရသွားခဲ့ပါတယ်။သူ့ကိုယ်သူပြန်လည်သုံးသပ်ခဲ့ပြီးနောက်ထပ်စိန်ခေါ်မှုပိုကြီးရဲ့အသစ်သောအရာတွေနဲ့ရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Honda ရဲ့ကိုယ်ပိုင်စီးပွားရေးစတင်ခဲ့ပုံHonda ကထုတ်လုပ်မှုပိုင်းမှာအောင်မြင်နိုင်မဲ့ပစ္စတင်ကွင်းများကိုထုတ်လုပ်မဲ့တီချကုမ္ပဏီတစ်ခုဖြစ်လဲပတ်နိုင်အောင်အာရှော့ကိုင်းကိုလုပ်ပေးမလားလို့မေးခဲ့ပါတယ်။ကံမကောင်းစွာနဲ့ပဲအာရှော့ကိုင်းကဒီစိတ်ကူးကိုလုံးဝမကြိုက်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့အခုကားပြင်လုပ်ငန်းကနေငွေတွေရနေတာဖြစ်တဲ့အတွက်နယ်ပယ်တစ်ခုလုံးကိုဝင်ရောက်ဖို့စိတ်ဝင်စားကြောင်းမရင်းနှီးနိုင်ကြောင်းပြောခဲ့ပါတယ်။ Honda ကသူ့ရဲ့အမြင်သစ်ကိုအကောင့်ထဲပေါ်ဖို့နောက်မဆုတ်ခဲ့ပါဘူး။အဲဒါကြောင့်တငယ်ချင်းတယောက်နဲ့ Tokai Seiki Heavy Industry လို့ခေါ်တဲ့တီချာစီးပွားရေးလုပ်ငန်းလေးတစ်ခုကိုထူထောင်ပြီးအတူတကွစီးပွားရေးလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Honda ကကားပြင်ဆိုင်မှာလည်းအလုပ်လုပ်တယ်လို့ပစ္စတင်ကွင်းတွေတီထွင်ဖန်တီးဖို့ကိုလည်းစူးစမ်းခဲ့ပါတယ်။အဲ့ချိန်လျှော့ပြီးအလုပ်နှစ်ခုလုံးကိုလုပ်ခဲ့ပါတယ်။တတုနဲ့တတုဆက်တွေအကြောင်းကိုနားလေတိုးတက်ခြင်းတဲ့အတွက်အချိန်မရတဲ့ကြားတွေကညနေပိုင်းတင်တန်းများကိုတက်ခဲ့ပြီး2နှစ်ကြာပြီးတဲ့နောက်မှာ1939ခုနှစ်မှာတော့ပစ္စတင်ဒီဇိုင်းများမှာအောင်မြင်သွားခဲ့ပါတယ်။ဒီလိုနဲ့ထုတ်လုပ်ရေးဆိုင်ရာမှာစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်လာခဲ့ရပါတယ်။တရက်မှာတိုယိုတာစီကနေအမှားစာတစ်ခုရောက်လာခဲ့ပါတယ်။ Honda ရဲ့ကုမ္ပဏီကနေမှာယူထားတဲ့ထောင်ပေါင်းများစွာသောပစ္စတင်တွေကမှ3ခုပဲတိုယိုတာရဲ့အရေးသွေးမြင့်စံနှုန်းကိုကျော်လွန်နိုင်ခဲ့ပါတယ်။ဒါဟာကြီးမားတဲ့အရှုံးပေးခြင်းစိတ်ဖြစ်ခဲ့ပေမဲ့Honda ကထုတ်လုပ်မှုလုပ်ငန်းစဉ်ကိုပိုနားလည်သွားပြီးသူ့ရဲ့ကျွမ်းကျင်မှုတွေကိုပိုတိုးတက်အောင်လုပ်ဖို့
ဂျပန်တဝမ်းမှာရှိတဲ့တက္ကသိုလ်တွေနဲ့စက်ရုံတွေကိုတွားရောက်လည်ပတ်မယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။နောက်ဆုံးမှာဟွန်ဒါကတိုယိုတာရဲ့အရေးသွေးစံနှုန်းကိုကျော်ဖြတ်နိုင်တဲ့အရေးသွေးမြင့်ပစ္စတင်ကွင်းတွေကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။ဒါပြင်အလိုလျောက်ဆက်တွေပါသုံးလာနိုင်တဲ့အတွက်ကုန်ကျစရိတ်သက်သာခဲ့ပြီးအလုပ်မြန်မြန်ပြီးခဲ့ပါတယ်။ဒီလိုအမှားစားတွေတက်လာတဲ့အတွက်အလုပ်တွေမနိုင်တော့လို့အသေးစားအလုပ်ရုံကနေစက်ရုံကြီးဖြစ်ဖွင့်လှစ်ခဲ့ပါတယ်။ဟွန်ဒါတို့ရဲ့အပျော်ကအကြာကြီးမခံခဲ့ပါဘူး။တိတ်မကြခင်မှာပဲဂျပန်နိုင်ငံကစစ်ပွဲအတွက်ပြင်ဆင်နေပါပြီ။1942ခုနှစ်မှာဒုတိယကမ္ဘာစစ်ဖြစ်ခဲ့ပြီးဟွန်ဒါစီကအမျိုးသားဝန်ထမ်းတွေစစ်မှုထမ်းဖို့ဖိတ်ခေါ်ခံခဲ့ရတဲ့အတွက်စက်ရုံမှာလစ်လက်နေတဲ့နေရာများလာခဲ့ပါတယ်။စစ်ပွဲကာလဖြစ်တဲ့အတွက်လုပ်ငန်းမဆိုင်ရာပစ္စည်းတွေပြတ်တောက်မှုတန်ကိုအတော်လေးကြုံခဲ့ရတဲ့အတွက်အခက်အခဲတွေရှိလာခဲ့ပါတယ်။အခက်အခဲတွေကိုစ조사ရုန်းကန်နဲ့ကြားတဲ့ဟွန်ဒါရဲ့စက်ရုံဘုံမှန်ခဲ့တဲ့အတွက်အလုပ်တွေဆုံးရှုံးသွားခဲ့ပါတယ်။ကန်ဆိုးမှုကဟွန်ဒါစီအလုံးလိုက်ဝင်လာပါတယ်။တနစ်ကြာမှာတော့ဟွန်ဒါရဲ့အခြားစက်ရုံကလည်းငလျင်ကြောင့်ပဲပျက်စီးသွားခဲ့ပါတယ်။အခုလိုခြေနှုံမျိုးထိဖြစ်လာအောင်နှစ်ပေါင်းများစွာတိစောက်ခဲ့တဲ့အရာတွေကတခဏတွင်ပျက်စီးသွားခဲ့တာကြောင့်ဟွန်ဒါတယောက်အတော်လေးစိတ်သက်သာသွားခဲ့ပါတယ်။ဒီလိုနဲ့ပဲဟွန်ဒါကသူ့ရဲ့ထုတ်ကုန်လုပ်ငန်းတွေကကျန်တာတွေကိုတိုယိုတာကိုရောင်းချလိုက်ပါတော့တယ်။ Honda Motor Company လုပ်ငန်းတွေဆုံးရှုံးသွားခဲ့ပေမဲ့ဟွန်ဒါရဲ့အုံနောက်ကအကြံထုတ်နေသေးပါပဲ။ဒီလိုစစ်ပွဲပြီးကာလမှာဘလို့စီးပွားလုပ်ရမလဲဆိုပြီးကြံခဲ့ပါတယ်။စစ်ပွဲအပြီးမှာလောင်စာဆီပြက်လက်မှုအကြီးကျယ်ဖြစ်ပွားခဲ့တဲ့အတွက်လူတွေကစပိန်တွေကိုပဲတုံးလာကြပါတယ်။အခုချိန်မှာလူတွေကစီစားတက်တာပြီးဈေးတက်တာနဲ့တွာလာနိုင်မဲ့နီးလက်တွေကိုလိုအပ်နေခဲ့ပါတယ်။အဲ့ဒီချိန်မှာဟွန်ဒါကအကြံတစ်ခုရသွားခဲ့ပြီးဟွန်ဒါကစပိန်မှာမော်တော်အသေးလေးတစ်လုံးတက်လိုက်ပါတယ်။အဲ့ဒီခါမှာတော့မျိုးတဝိုက်ကလူတွေစိတ်ဝင်စားလာခဲ့ကြပါတယ်။အဲ့ဒါနဲ့ပဲဟွန်ဒါကပစ္စတင်ကွင်းထုတ်လုပ်ရေးလုပ်ငန်းကိုရောင်းပြီးရလာတဲ့ငွေတွေကို1946ခုနှစ်မှာနီးပညာသုတေသနဌာနကိုတည်ထောင်ခဲ့ပါတယ်။ဟွန်ဒါရဲ့တခုတည်းသောရည်ရွယ်ချက်ကစိုက်ကယ်များထုတ်လုပ်ဖို့ပါပဲ။ဟွန်ဒါကပိုရှင်ရဲ့စစ်သုံးအင်ဂျင်များကိုအသုံးပြုပြီးစိုက်ကယ်များကိုအောင်မြင်စွာနဲ့ထုတ်လုပ်လာနိုင်ခဲ့ပါတယ်။မကြာခင်မှာပဲအမှားစာတွေပုံလာခဲ့ပါတော့တယ်။အင်ဂျင်ကုန်သွားတဲ့အတွက်ဟွန်ဒါကသူ့ကိုယ်ပိုင်အင်ဂျင်ကိုတီထွင်ခဲ့ပါတယ်။ဒါပေမဲ့မော်တော်ဆိုင်ကယ်အလုံးလောက်ထုတ်နိုင်ဖို့အတွက်ထုတ်လုပ်ရေးမှာရင်းနှီးမြှုပ်နှံဖို့ငွေပိုလိုအပ်လာပါတယ်။ဖြစ်ချင်တော့စစ်ပွဲအပြီးဆိုတော့စီးပွားရေးခြေနေကမကောင်းတော့ရင်းနှီးမြှုပ်နှံမှုတွေကိုအလွယ်တကူမရခဲ့ပါဘူး။ဒါပေမဲ့အရန်ညံကောင်းတဲ့ဟွန်ဒါကအကြံတစ်ခုရခဲ့ပါတယ်။သူ့ရဲ့လက်ရှိစိတ်ကူးကိုရှင်းပြပြီးနိုင်ငံတော်ကစပိန်ဆိုင်ပိုင်ရှင်18000စီစာရေးပြီးသူ့ရဲ့စိုက်ကယ်ဒီဇိုင်းတင်မှာရင်းနှီးမြှုပ်နှံဖို့တောင်းဆိုခဲ့ပါတယ်။စပိန်ဆိုင်ပိုင်ရှင်3000ကဟွန်ဒါစီမှာရင်းနှီးမြှုပ်နှံခဲ့တဲ့အတွက်ဟွန်ဒါရဲ့လုပ်ငန်းကနက်တန်ပြန်ထူနိုင်ခဲ့ပါတယ်။ဂျပန်လူမျိုးတွေအတွက်ဈေးသက်သာတဲ့စိုက်ကယ်တွေကိုထုတ်လုပ်နိုင်ဖို့1948ခုနှစ်မှာ Honda Motor Company ကိုတည်ထောင်ခဲ့ပါတယ်။နောက်ပြီး Operator လုပ်ငန်းမှာဗျူဟာမြောက်တဲ့စီးပွားရေးလုပ်ဖော်ကိုင်ဖက်တက်ခဲအိုဖူဂျီဆာဝါနဲ့ပါပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက်ဟွန်ဒါရဲ့စီးပွားရေးကအားရခဲ့ပါတယ်။ဒီလိုနဲ့ဟွန်ဒါကစွမ်းဆောင်ရည်ပိုကောင်းတဲ့စိုက်ကယ်တွေကိုထုတ်လုပ်ခဲ့ပြီးအောင်မြင်မှုများရရှိခဲ့ပါတယ်။ဒီလိုနဲ့စီးပွားရေးအမြင်မှာရှိတဲ့ဟွန်ဒါကအမေရိကန်ဈေးကွက်ထဲကိုထိုးဝင်နိုင်ဖို့အထိစ조사ခဲ့ပါတယ်။အမေရိကန်ကဟွန်ဒါနဲ့ဆိုအမိုက်ဆုံးဆိုတဲ့ဆောင်ပုံနဲ့အောင်မြင်တဲ့ကြော်ညာကမ်ပိန်းတစ်ခုလုပ်ခဲ့ပါတယ်။တဖြည်းဖြည်းနဲ့အမေရိကန်ရဲ့ဈေးကွက်သက်မှာအောင်မြင်လာခဲ့ပြီး1964ခုနှစ်မှာဆိုရင် US မှာရောင်းချခဲ့တဲ့စိုက်ကယ်2စီးမှာတစ်စီးကဟွန်ဒါစိုက်ကယ်ဖြစ်ခဲ့ပါတယ်။မကြာခင်မှာဟွန်ဒါရဲ့ပေါ့ပေါ့ပါပါစိုက်ကယ်တွေကအမေရိကန်လမ်းပေါ်တွေမှာနေရာယူလာခဲ့ပါတယ်။ဒီလိုနဲ့ဟွန်ဒါကကမ္ဘာပေါ်မှာအကြီးဆုံးမော်တော်ဆိုင်ကယ်ကုမ္ပဏီဖြစ်လာခဲ့ပါတယ်။တစ်လကိုစိုက်ကယ်1 သန်းခန့်ထုတ်လုပ်ခဲ့ပါတယ်။ပြောရရင်ဟွန်ဒါကလက်ရှိချိန်ထိအကြီးဆုံးမော်တော်ဆိုင်ကယ်ကုမ္ပဏီပါပဲ။ဟွန်ဒါကကြီးမားတဲ့အောင်မြင်မှုတွေရခဲ့ပေမဲ့လည်းသူ့မှာအကောင့်ထဲပေါ်ကျင်သေးတဲ့အိမ်မက်တစ်ခုရှိနေပါသေးတယ်။ဟွန်ဒါရဲ့အကြီးမားဆုံးစိန်ခေါ်မှုကလေးဘွားကပထမအဆုံးFord Model T ကားကိုမြင်ကြတဲ့ကဟွန်ဒါကသူ့ကိုယ်ပိုင်ကားကိုထုတ်လုပ်ချင်ခဲ့တာပါ။ဟွန်ဒါကအမေရိကန်ကစိုက်ကယ်ဈေးကွက်မှာအောင်မြင်မှုတွေရနေပေမဲ့ကားဈေးကွက်မှာတော့ပြိုင်ဆိုင်မှုတွေများပြီးအမေရိကန်မှာကလည်းကားဘရန်ကြီးတွေကအရင်လွှမ်းမိုးထားတဲ့အတွက်ဟွန်ဒါအတွက်အတော်လေးစိန်ခေါ်မှုတစ်ရပ်ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့1963ခုနှစ်မှာ Honda Motor Company ကပထမဆုံးကားဖြစ်တဲ့T360 mini truck ကားကိုရောင်းချခဲ့ပါတယ်။1980အစောပိုင်းမှာတော့
လေထုညစ်ညမ်းမှုရှော့ချရေးအတွက်အမေရိကန်မြို့ကြီးတွေမှာမော်တော်ယာဉ်များဆိုင်ရာတင်ကျပ်တဲ့စီးမြင့်များကိုထုတ်ပြန်ခဲ့ပါတယ်။ချက်ချင်းပဲကားထုတ်လုပ်သူအားလုံးကအယူခံဝင်ပြီးစီးမြင့်သစ်ကမဖြစ်နိုင်ဘူးလို့ပြောခဲ့ပါတယ်။ Honda ကရိုးရိုးရှင်းရှင်းပါပဲ။ငါနီးလက်ရှာမယ်လို့ပြောခဲ့ပါတယ်။ပထမက Honda ကလေထုညစ်ညမ်းမှုကိုတက်တာစေမဲ့အင်ဂျင်သစ်ကိုတိစောက်ဖို့စိတ်ကူးခဲ့ပေမဲ့ Compound Voltage Control Conversion Engine လို့ခေါ်တဲ့တဘာဝပတ်ဝန်းကျင်နဲ့ပိုသဟဇာတဖြစ်ရုံသာမကလောင်စာဆီနည်းနည်းနဲ့အသုံးပြုလို့ရမယ့်အင်ဂျင်ကိုတိစောက်ခဲ့ပါတယ်။1982ခုနှစ်မှာတော့ CVV အင်ဂျင်သစ်ကိုပထမဆုံးအသုံးပြုထားတဲ့ Honda Civic ကိုတီထွင်ခဲ့ပါတယ်။မကြာခင်မှာပဲထင်ထားတဲ့အတိုင်းလူကြိုက်အများဆုံးကားဖြစ်လာခဲ့ပါတယ်။ Honda Civic ရောင်းအားတက်တန်းကျော်သွားတဲ့အခါမှာတော့ Honda Motor က Accord ကိုမိတ်ဆက်ခဲ့ပါတယ်။ဈေးနှုန်းတက်တင်ပြီးလှပတဲ့ဒီဇိုင်းမှာပေါက်ဆက်ထားတဲ့ဒီ model ကအလဲလက်တန်းစားသူတွေအတွက်ထုတ်လုပ်ပေးခဲ့တာပါ။ Accord ကိုမိတ်ဆက်ပြီးရဲ့နောက်ပိုင်းမှာ Honda က American နဲ့ဂျပန်ရဲ့စိန်ကန်ကားဈေးကွက်ထဲထိဝင်ရောက်လာခဲ့ပါတယ်။အခုဆိုရင် Honda ကသုံးစွဲသူတွေအလွှာမျိုးမျိုးအတွက်ကြည့်ပြီးထုတ်လုပ်ခဲ့တဲ့ထုတ်လုပ်မှုတိုင်းကရောင်းအားကောင်းခဲ့ပါတယ်။1980နှောင်းပိုင်းကစပြီး Honda ကကမ္ဘာပေါ်မှာတတိယအကြီးဆုံးကားကုမ္ပဏီဖြစ်လာခဲ့ပါတယ်။ Honda ရဲ့ဘဝနီကိုSoichiro Honda ကအသေးချို့ယွင်းယောဂနဲ့ပဲ1992ခုနှစ်မှာကွယ်လွန်ခဲ့ပါတယ်။သူသေဆုံးပြီးတဲ့နောက်ပိုင်းမှာခံမှန်းခြေအသက်တင်ဒေါ်လာ62တန်းခန့်ပိုင်ဆိုင်ခဲ့ပြီးတီထွင်မှုမူပိုင်ခွင့်ပေါင်း150ကျော်ကိုမှတ်ပုံတင်ထားနိုင်ခဲ့ပါတယ်။သားသမီး3ယောက်ရှိခဲ့ပေမဲ့ဘသူကမှကုမ္ပဏီအမွေကိုဆက်ခံခြင်းမရှိခဲ့ပါဘူး။ Honda ကုမ္ပဏီကိုကျွမ်းကျင်သူတွေကပဲဆက်လက်ကင်တွယ်ခဲ့ပါတယ်။ Honda Motor ကတီထောင်သူကိုအကြီးကျယ်ဆုံးရှုံးခဲ့ပေမဲ့လည်းကြည်ကြည်ပြန့်ပြန့်ပြန်လည်ဖွဲ့စည်းမှုများပုံမကောင်းမွန်သောမော်တော်ကားဒီဇိုင်းများနဲ့စမ်းသစ်တဲ့ဈေးကွက်တီထွင်ရှာဖွေရေးကြိုးပမ်းမှုတွေကနေတဆင့် American ဈေးကွက်ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ယနေ့ချိန်ထိ Honda Motor ကတကမ္ဘာလုံးဆိုင်ရာထိပ်တန်းကားထုတ်လုပ်သူများတွေကတစ်ခုဖြစ်ပြီးဂျက်လီယာဉ်တွေကနေစက်ရုပ်တွေအထိထုတ်ကုန်သစ်ပေါင်းများစွာကိုချဲ့ထွင်ခဲ့ပါတယ်။ Honda ရဲ့စူးစမ်းမှုကလူငယ်တွေအတွက်ခွန်အားဖြစ်ခဲ့ပါတယ်။ Honda ကသူမွေးကလေးကအာယုံခံလာတဲ့ဝါသနာပါတဲ့အရာကိုပဲဒီဇိုင်းမမတ်စူးစမ်းလေ့လာရင်သူဖြစ်ချင်တဲ့အိမ်မက်ကိုကောင်းထည့်ပေါ်နိုင်ခဲ့ပါတယ်။အမြဲတမ်းတီထွင်ကြံစနေခဲ့ပြီးတာလွန်ကောင်းမွန်တဲ့ထုတ်ကုန်တစ်ခုကိုဖန်တီးတော့မယ်ဆိုရင်လူများကဝယ်ကြလိမ့်မယ်ဆိုတာနားလေသဘောပေါက်ခဲ့ပါတယ်။ပြီးတော့လက်တွေ့ဖြစ်မြောက်နိုင်အောင်လုပ်ခဲ့ပါတယ်။ Honda ရဲ့လုပ်ငန်းအောင်မြင်မှုကတကယ်ကိုစွဲမှတ်စရာပါပဲ။ဟုတ်ကဲ့ဗီဒီယိုလေးကိုဒီနားမှာပဲအဆုံးသတ်ခွင့်ပြုပါ။ကြိုက်နှစ်သက်တယ်ဆိုရင်တော့ like and share လေးလုပ်ပေးပါဦးနော်။ကျေးဇူးတင်ပါတယ်ရှင်။